ရာဒီပြီးဆုံးတဲ့အထိကျွန်တော်ဒီပုံတိုင်းပဲတွားစေချင်တယ်ဗျာ။ဘာလဲ2023တုန်းကဒီမန်စီးတီးနဲ့မန်ယူပုံစံမျိုးပေါ့။နောက်ဆုံးပွဲစဉ်ဒီကိုကွာချက်နဲ့ပဲသူတို့ဖလားတိတ်လာတာအဲ့လိုမျိုးကျွန်တော်နောက်ထပ်ဒီ2026လဲကျွန်တော်အဲ့လိုကြည့်ချင်တယ်ဗျာ။ဘရာဒါတော့ဘယ်လိုကြည့်ချင်လဲ။ဒီတိုင်းပဲအာဆင်နယ်ပဲဖလားရစေချင်တယ်လား။တုံးမမန်စီးတီးပဲထားရစေချင်တယ်လား။ဒါကျွန်တော်တော့တင်းလုံးတော့ရစီချင်တယ်ဗျာဒါပေမဲ့ဒီတိုင်းပွဲစဉ်ကုန်တဲ့ဒီလိုပုံစံမျိုးဒီလိုအမတ်တူတယ်နဲ့ကိုကွာချက်မျိုးကျွန်တော်အရန်လေးကြည့်ချင်တယ်ဗျာဘာဖြစ်လို့လဲဆိုရေကုန်စေလို့ချဖွဲ့အရန်လေးကောင်းတယ်ပြီးတော့ဒါလည်းဗန်နထောင်လည်းဘီလာနဲ့နောက်ဆုံးပွဲလီဗာပူးတော့ဒါလည်းအဲ့လိုပဲဗျာဒါတော့အမတ်ကွာတယ်နည်းနည်းအမတ်ကွာပုံဝင်ဒါပေမဲ့နောက်ဆုံးပွဲကဟိုလီဗာပူးကနိုင်လာတော့မန်စီးတီးကနောက်ကလိုက်ရပြီးတူစီလည်းရှုံးလာတယ်ကမ်ဘက်ပြန်လာ3-2အဲ့လိုသွားတာဗျဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဒီလိုသွားချင်တယ်ဒါတော့အမတ်တူကိုကွာချက်နဲ့ဆိုဒါနောက်ဆုံးကြည့်လိုက်ရရင်ဘယ်လောက်ထိကျွန်တော်လို့ရှိကုန်လှုပ်ရှားမှုတွေပေးမလားမသိဘူးကျွန်တော်အဲ့လိုသွားချင်တာဗျဒါပေမဲ့စနေလည်းမတော်တယ်ဖြစ်နေမန်စီးတီးလည်းအဲ့လိုဖြစ်နေတော့ဆိုရောက်နိုင်ပါမလားအဲ့လိုနေရာမျိုးကျွန်တော်အဲ့လိုရောက်ချင်တယ်ဗျဘရာဒါတို့ကဘယ်လိုရောက်စေချင်လဲရာဒီပြီးဆုံးတဲ့အထိဒီလိုအမတ်တူကိုကွာ